Atamaga fula fula suru ajaro mura atamaga fula suru feel faint odo ga jaro dong saiဖြစ်တာဆိုရင်ကြောင့်လားနာမန်ဆက်ဆိုတဲ့ odo suru ဆိုရှင် at shiny at interview ရှယ်ယွန်းကြောက်လန့်တာပေါ့နော် interview ထဲမှာမန်ဆက်ဆိုတဲ့ odo suru တုံရင်နာဆိုရင်နာလည်းတုံတယ်ပြီးလို့ရှင်ခုယောဆိုလို့ဆိုရင်ပူပန်တော့ခုယောဆိုလို့ဆိုရင်ပူပန်တော့စိတ်တော့ကရောက်တော့ဆိုနာနီခုယောရှင်းနိုင်တယ်ဆိုလို့ရှင် stop rolling လောက်ထိလဲစိတ်တော့ကရောက်မနေပါနဲ့ပေါ့နော်ဆိုနာနီခုယောရှင်းနိုင်တယ်ပင်ဆိုလို့ပင်ကကြတော့တက်ကြွအပြေပေါ့နော်ဆူဖူဝါပင် stay လို့ဆိုလို့ရှင်my grandfather is full of life လို့ခုရီကိုတက်ကြွပဲပေါ့အဲ့လိုမျိုးနဲ့တုံးတာပဲကိုဆိုလို့ပဲကိုကကြတော့အိုဒါခါကပဲကိုဒါဆိုလို့ရှင်ဘိုင်လွန်စာရာ very hungry နောက်ကြတော့ပဲကိုလို့ OGK ကိုဆိုလို့ရှင်ထက်ခါခေါင်းဥကောင်းညှို့တာကိုဘိုး repeatedly နဲ့တုံးတယ်ပဲကို OGK ကိုဆိုလို့ OGK ကိုဆိုလို့ခိုဆုကကြတော့ slowly and steadily ဖြည်းဖြည်းမှန်ခိုဆုချောခင်ဆိုလို့ဆိုရင် slowly and steadily save money ဖြည်းဖြည်းမှန်ပတ်စံစုသွားတာခိုဆုချောခင်ဆိုလို့ခုစအိုတိုကခုစတိုခုဟီဘီခုဆိုလို့ရှင်လေ here's footsteps ဆိုရှင်တက်ပဲပေါ့နော်ဒီဖက်နဲ့တန်တစ်ဖက်ကိုကြားနေရတော့ခုစဟီဘီခုမှန်တော့ဖြတ်နေတာမှန်သွားနေတာမဟုတ်လို့ဒီလိုမျိုးမှန်ကြားနေရခုစဟီဘီခုတုံးနေယူကလည်းဘယ်လိုပြောမလဲမချီအဝါစဲနေယူမနီအောင်ဆိုလို့ရှင်arrive early for a meeting တွေချိန်ပို့ပြီးတော့ဗောနော် AC ရောက်သွားတယ်လွယ်ကူစွာနဲ့ဒါမှမဟုတ်ရှင်စောစွာဗောနော်စောပြီးတော့ရောက်နေတာယူမနေအောင်ယူတို့စမ်းဖို့ဆိုလို့ရှင် AC လန်ရှောင်းနေတာ quiet calm leisurely ဖြည်းဖြည်းစီလန်ရှောင်းတာယူတို့စမ်းဖို့ဆိုလို့ဟာလာဆိုလို့တဖြက်တက်လက်ပေါ့နော်ဟာနာဘီလာကဟာလာတို့ချစ်တဲ့ဤလိုဆိုလို့ရှင် the flower petal ဆိုလို့ပန်းလွှာလေးတွေကပန်းပွင့်ချက်လွှာလေးတွေကတဖြည်းဖြည်းနဲ့ကျွေးကြနေတာကိုတုံးတယ်ဟနာဘီလာကဟာလာတို့ချစ်တဲ့ဤလိုနောက်ခါကျတော့မိတဲ့ဤတဲ့ဟာလာဆိုလို့ဆိုရင်ကြည့်နေပြီးတော့စိုးရိမ်လာတာစိုးရိမ်ပူပန်တာ anxious nervous ဘာလို့စိုးရိမ်တာတို့တုံးတယ်မိတဲ့ဤတဲ့ဟာမိတဲ့ဤတဲ့ဟာလာဆိုလို့ it makes me nervous to watch ကြည့်နေပြီးတော့ပို့ပြီးတော့စိုးရိမ်စိတ်ဖြစ်စေတယ်ပေါ့နော်အဲ့ဒါဟာလာကနှစ်ခုပေါ့တစ်ဖက်လက်ကြွေကြတာကိုလည်းတုံးတယ်ကြည့်ပြီးတော့စိုးရိမ်ပူပန်တာကိုလည်းတုံးတယ်အားကြောင့်မူကကကြတော့ဤကမူကဆိုလို့ဆိုရင်ဘိုင်မကောင်းတာကိုတုံးတယ်ဤကမူကဆိုလို့ဟိုကျခါရင်တော့တိုင်းတူနေမူကဆိုလို့မူကစုခုစိတ်ပြက်တာယွန်စရာကောင်းတယ်လို့ထင်တာခါရင်တော့တိုင်းတူနေမူကဆိုလို့မူကစုခုအဲ့ဒါအီယာဆိုလို့ရှိရင်ကျတော့စိတ်မပါပဲနဲ့အီယာရှိကိုတို့ဆိုလို့ဆိုရင် work unwillingly စိတ်မပါနဲ့လုံးနေတာကိုအီယာရှိကိုတို့ဆိုလို့ရှိဘူးဆိုလို့ရှိရင် intention နဲ့ပေါ့နော်ရှိဘူးရှော့ချီဆိုလို့ agree reluctantly intention နဲ့သဘောတူပြီးတာရှိဘူးရှော့ချီဆိုလို့စုကူကကြတော့အလုံးအမင်းပြင်းထန်စုကူဂျီဘုံကစုကူအရာနေနာလို့ဆိုရင် I am utterly disappointed with myself ကိုမုန်းလာတာပေါ့နော်ဂျီဘုံကစုကူအရာနေနာလို့ပို့အချိန်နေတော့ဆိုလို့ရှိရင်ပို့တဲ့ဘယ်လိုမျိုးလဲဆိုရင်စာပို့တခါကရောစရာကဆိုလို့ဘာလို့လုံးနေပေါ့နော်အဲ့လိုမျိုးနဲ့တော့ဖြည်းဖြည်းချင်းပေါ့ gradually let's get going ကဲထွက်ကြရအောင်ဘာလို့လဲထွက်ကြရအောင်အဲ့လိုမျိုးဆိုရင်ဖြည်းဖြည်းချင်းထွက်ကြရအောင်ဆိုလို့လည်းတော့ပို့ဆိုလို့တခါကရော6ခုခါရေဝါ6ခုအဆိုဘီနီခုသူကမကြာခဏ often frequently နဲ့တုံးတယ်ခါရေဝါ6ခုအဆိုဘီနီခုရှိပါကလည်းမကြာခဏရှိပါတာဘီကြီးရှင်ကရှိပါအိုခိုရူတာဘီအိုခိုရူရှိပါတာဘီတူတယ်ဟုတ်ဒီကတခြားကြတော့ခဝါရူကကြတော့ခဝါရူအကန်နိုဘယ်ရူကကြတော့ခိုးတိုင်းတဲ့တလဲစီနဲ့တုံးတယ်ခဝါရူခိုးတိုင်းတဲ့ခဝါရူခိုးတိုင်းတဲ့တလဲစီဒုခိုရူဟိုနာဒီနာခဘဲကဒုခိုရူရောဂရတဲ့အီရူဆိုရင်နန်ယန်ကဘယ်ဟိုနာဒီနာဒီမှာအပီရှိရ the world is study here and there
ဘောနာဒီနာမှာညစ်ပတ်နေတာရှိတယ်ခါဘဲကတိုကိုတို့ယောဂော်ရဲတေဤတို့ဝါစာတကူတကဝါစာဥခုရှိဣတာတာဤတေဆိုပြီးတော့သုံးတယ်တကူတကလာပြီးလို့ကျေးဇူးတင်ပါတယ်ပေါ့နော်ဝါစာဥခုရှိဣတာတာဤတေခုလေးကိုလေးမျိုးဆိုတော့ဆက်ခုလေးကိုလေးမျိုးရရှိခုဥစတာအေခုရာဆာဆိုရင်ကိုလည်းဆက်ပြောပြပါပေါ့ကျေးဇူးတင်ပါတယ်လို့ပြောပြပါဆိုပြီးတော့လည်းသုံးတယ်ခုလေးမျိုးဆက်နောက်ကဟိုးဘိုးကကြတော့ဒီဟိုနာဒီနာနဲ့သုံးတယ်ဟိုးဘိုအရုခိမဝါရူဆိုတော့ဟီယန်တဲပဲသူလည်းဟီယန်တဲဟိုနာဒီနာလမ်းပတ်လျှောက်တာဟိုးဘိုဟိုနာဒီနာတိုခိုးတို့ကကြတော့နေရာတွေပေါ့နော်ဒီနန်ရန်ရဲ့ဘယ်နေရာဟိုနေရာဒီနေရာပေါ့နော်ဒီဟိုးကကြတော့လမ်းရဲ့ဟိုဘက်ဒီဘက်ဟိုနာလေးဒီနာလေးပေါ့အဲ့လိုမျိုးသုံးတာဟိုနာလေးဒီနာလေးလမ်းလျှောက်တာဟိုးဘိုအရုခေမဝါတို့ပြီးလို့ရှိရင်ရှုကျူကလည်းအမျိုးမျိုး all kinds of money စိုက်ကျူကရှုကျူအားတို့ဆိုလို့ရှင် they come in various size မျိုးနဲ့လာတယ်ပေါ့အဲ့လိုစိုက်ကျူကရှုကျူအားတို့ချာခုကချာခုတို့ဆူဆွန်တဲ့ဤတို့ကကြတော့ဖြည်းဖြည်းချင်းပေါ့နော် making steady progress ဖြည်းဖြည်းချင်းနဲ့မှန်တိုးတက်နေတယ်ပေါ့နော်ချာခုတို့ဆူဆွန်တဲ့ဤတို့နာဂအကြာကြီး for a long time နာဂတို့အိုဂျာမရှိတာ I'm sorry to have stayed for long so long ဒီမှာအကြာကြီးနေကြရအတွက်တောင်းပန်ပါတယ်ဆိုပြီးနာဂတို့အိုဂျာမရှိတာနဲ့တုံးတယ်တန်ကကြတော့ဒီဟာကူးပြောင်းနေတန်ကို on တန်ရင်တန်ကိုတုံးတယ်တန်ဆိုတာရှောက်ကူပါကိုတန်တို့ဆိုလို့ရှိရင် change jobs frequently moving from place to place ထိုးနေရဒီနေရာပြောင်းတာကိုတန်တော့ကျတော့ဒီတန်ပဲဒီကကျတော့အဆက်ပြောင်းရတန်ကကျတော့တစ်ဆက်ပေါ့နော်ယူကာနီချီကတန်တို့ဆွေတဲ့အေရူတဲ့ဒီ there are drops of blood on the floor there are drops of blood on the floor ဆိုတော့ဒီတမ်းမြေမှာသွေးဆက်လေးတွေဟိုတစ်ဆက်ကြာနေတာကိုသုံးတယ်